မင်္ဂလာပါခင်ဗျာ2026ခုနှစ်ဇန်နဝါရီလ31ရက်စနေနေ့အတွက်မယိုပရစ်အစီအစဉ်ကို Facebook နဲ့ YouTube စာမျက်နှာမှာတက်ဆင့်တင်ဆက်ပေးနေပါပြီကျွန်တော်အောင်ကျော်ပါ ICJ ဝင်ကြဂျီနိုဆိုင်းအမှုအပြည့်ပြည့်ဆိုင်ရာတရားလွှတ်တော် International Court of Justice ICJ တွင်ဆောင်ရွက်နေတော့တကံပြားနဲ့မြန်မာအမှုအတွက်အများပြည်သူချစ်တွင်ပြုလို့သည့်ဥပဒေရေးရနားဆင်မှုများကို2026ခုနှစ်ဇန်နဝါရီလ29ရက်နေ့တွင်တရားဝင်အဆုံးသတ်ခဲ့ပါတယ်။ဤအမှုသည်ရင်းကြလူမျိုးစုအပေါ်မြန်မာနိုင်ငံမှကျူးလွန်ခဲ့သည်ဟုဆွဆွထားသောလူမျိုးတုံးတပ်ပြမှုအပေါ်နိုင်ငံတကာတရားရုံးအဆင့်တွင်စုံစမ်းဆုံးဖြတ်နေသောတမိုင်းဝင်အရေးကြီးဆုံးအမှုများထဲမှတစ်ခုဖြစ်ပါတယ်။ ICJ တွင်ဂမ်ဘီယာပတ်မှရူဟင်ဂျာများအပေါ်အစုလိုက်အပြုံလိုက်တပ်ပြခြင်းရွာပေါင်းများစွာပျက်စီးခြင်းမင်းချိုခြင်းအာရမနေထုတ်ခြင်းများသည် Genocide Convention ကိုချိုးဖောက်ခြင်းဖြစ်ကြောင်းသက်သေအထောက်အထားများနဲ့တင်ပြခဲ့ပါတယ်။မြန်မာဘက်မှဤဆွဆွချက်များကိုငင်းဆိုက2019ခုနှစ်ဖြစ်ရပ်များသည့်လုံခြုံရေးဆိုင်ရာဆက်ဆင်ရေးသာဖြစ်ကြောင်းဂျီနူဆိုက်ရည်ရွယ်ချက်မရှိကြောင်းအကြောင်းပြခဲ့ပါတယ်။တရားရုံးသည်နှစ်ဖက်လုံးဤဥပဒေရေးရာအငင်းပွားချက်များတသက်ခံအချက်လက်များနိုင်ငံတကာဥပဒေအတိအကျပွင့်ဆိုချက်များကိုအပြေအဝနားဆင်ခဲ့ပြီးဖြစ်ပါတယ်။2026ခုနှစ်ဇန်နဝါရီလ29ရက်တွင် ICJ ၏အခြေအနေအရေးကြီးစရာက ICJ ကနောက်ဆုံးဆုံးဖြတ်ချက် Final Judgment ကိုမတုံ့ပြန်သေးပါယခုအချိန်တွင် ICJ တရားရုံးများသည့်အမှုကိုတည်တံ့စဉ်းစားသုံးသပ်နေစေဖြစ်ပြီးဆုံးဖြတ်ချက်ကိုလာအနည်းငယ်အတွင်းထုတ်ပြန်နိုင်ပြီဟုမျှော်လင့်ထားကြပါတယ်။ဤအချိန်တွင်အမှန်တရားကိုတရားရုံးကဘယ်လိုဆုံးဖြတ်မလဲဆိုတာစောင့်စားရတဲ့အရေးကြီးဆုံးကာလဖြစ်ပါတယ်။ဒီအမှုကတန်းရှည်ရဲ့ရူဟင်ဂျာဒုက္ခသည်များအတွက်အပြည့်မဲ့လူသားများအတွက်နိုင်ငံတကာဥပဒေတရားမျှတမှုအလုံးအရေးကြီးတဲ့အကျိုးအခက်တစ်ခုဖြစ်ပါတယ်။ ICJ ရဲ့နောက်ဆုံးဆုံးဖြတ်ချက်ဟာမြန်မာနိုင်ငံရဲ့နိုင်ငံတကာတာဝန်ယူမှုဂျီနူဆိုက်ကိုထားစေရန်ကမ္ဘာလုံးဆိုင်ရာစံနှုန်းအနာဂတ်အတွက်လူမျိုးတုံးတပ်ပြတ်မှုမဖြစ်စေရန်အဒီပေးချက်အဖြစ်သမိုင်းထဲမှာမတ်တမ်းတင်ခံနိုင်ပါတယ်2026ခုနှစ်ဇန်နဝါရီလ29ရက်နေ့ကဆုံးဖြတ်ချက်ထုတ်ပြန်တဲ့နေ့မဟုတ်တော့လဲအမှန်တရားစီတော့လမ်းကြောင်းတစ်ခုပြေဆုံးသည့်နေ့ဖြစ်ပါတယ်။လူညာများအတွက်တရားမျှတမှုရရှိလာမည်ကိုကမ္ဘာလုံးဆိုင်ရာကဆက်လက်စောင့်မျှော်နေပါတယ်။မယိုပရစ်မြန်မာပိုင်းအစီအစဉ်များကိုနေစဉ်ကြည့်ရှုအားပေးကြတဲ့အထူးကျေးဇူးတင်ရှိပါတယ်။မယိုပရစ်ပရိသတ်များနဲ့တကွမြန်မာပြည်သူပြည်သားများအပေါင်းတို့ကိုယ်ဆင်နှစ်ပါးကျမ်းမာချမ်းသာပြီးပျော်ရွှင်လန်းဆန်းကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်